မီနီဆိုပါများလုံးမင်္ဂလာပါဆိုတော့အခု Junction City ကိုရောက်နေပါဖြစ်ပါတယ်ဒါ Junction City မှာဆိုလို့ရှိရင်တော့ Harry Potter authentic product တွေရောင်းချတဲ့ပွဲမှာဒါတတိယအကြိမ်မြောက်အနေနဲ့ collaboration ပေါ့နော်ထပ်ပြီးတော့လုပ်တဲ့အချိန်မှာဆိုရင်တော့သူ့မှာ MC ဖြစ်ဆောင်ရွက်ပေးနေရပဲဖြစ်ပါတယ်ကဲအခုဒီမှာ Junction City ကိုရောက်တော့ဒီရှေ့မှာလူတွေရမ်းစီကားနေရတယ်ကြည့်လိုက်တော့စိတ်ပြုတ်ကြီးရမ်းချိုးကောက်တာပဲတို့ရိုက်တဲ့သူတွေကလည်းအများကြီးပဲ Okay ဆိုတော့အထက်ကိုသွားကြည့်ရအောင်ရှင့်ဒီမှာဆိုလို့ရှိရင်တော့ဒါ Disney ရဲ့ character တွေအများကြီးဒီဆိုင်ထဲမှာရှိတယ်ဆိုင်ရဲ့ theme တွေဆိုလို့ရှိရင် pink thing လေးသွားထားတာပေါ့နော်အရင်ချစ်စရာကောင်းတဲ့ပုံစံမျိုးလေးပါအခုဒီမှာဝင်ချင်းဆိုတဲ့မှာ blind box လေးရှိတယ်ဒီ blind box လေးထဲမှာပါမဲ့ဒါပစ္စည်းလေးတွေကိုဆိုလို့ရှိရင်အယုတ်လေးတွေကိုလည်းဒီမှာ sample လေးတွေပြထားသေးတာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါ stage ရုပ်လေးတွေရဲ့ဒါပုံစံမျိုးလေးတွေရှိတယ်ပြီးရင်ဟိုဘက်ထပ်သွားကြည့်အောင်အထဲကိုမီနီဆိုရဲ့ fashion ညံ့လာနေအဲဒီမှာအိတ်ကလေးတွေရောပြီးရင်နောက်တစ်ခုကကြတော့ဒါ Frozen ရဲ့ character လေး Frozen မင်းသမီးလေးရဲ့ပုံစံအိတ်ကလေးရောပေါ့နော်ချစ်စရာကောင်းတဲ့အိတ်ကလေးအစုံပဲဒါကိုရီသုံးပစ္စည်းလေးတွေပေါ့နော်ဒါလက်သေးခြေသေးပြုတ်ပြင်းတဲ့ပစ္စည်းလေးတွေရောအကုန်ချီရဲဆိုတော့ထပ်ပြီးတော့သွားကြည့်အောင်အထဲကိုဒီမှာချီကာဝါချစ်စရာလေးချီကာဝါလေးရော Frozen ရောကျိုးရကောင်းတယ်ဒီဘက်ထွက်သွားမယ်ချစ်စရာကောင်းတဲ့ product လေးတက်တက်မမွားလေးတွေရောခက်ကြီးကြီးလေးရောအစုံလေးပဲဒီဘက်မှာဆို chain လေးချစ်တိုက်လေးပေါ့ချစ်ဖို့ကောင်းလိုက်တာဖက်နယ်လေးကဒီမှာ Disney ရဲ့ character ပုံလေးအများကြီးပဲပေါ့နော်Toy Story ဒီမှာ Lucifer အများကြီးပဲချစ်စရာကောင်းတဲ့ things လေးလောက်ထားတာMickey Mouse ရုပ်လေးတွေလည်းရှိသေးတယ်ဒီမှာအခုကျတော့ဘာဘီရဲ့ရောက်သွားပြန်ရောဘာဘီပနက်လေးတွေလည်းအစုံပဲချစ်စရာလေးဘာဘီရေဘူးခေါ် Harry Potter ဝတ်စုံနဲ့ဘာဘီရေဘူးနဲ့တော့ဟုတ်နေပြီနော်Okay ဆိုတော့ဒီနေ့တော့ Junction City ကိုရောက်လာတော့မှဒီ Junction City မှာရှိတဲ့ Miniso ဆိုင်လေးကိုလာပြီးတော့လဲပတ်ခဲ့တာဖြစ်တယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်လည်းဒါ Miniso fan တွေသိကြတဲ့အတိုင်းပဲ Miniso ကဆိုလို့ရှိရင်ကမ္ဘာကျော် brand တွေနဲ့ collaborate တွေအများကြီးလုပ်ခဲ့တယ်ဆိုတဲ့နေရာမှာအခုဒီဆိုင်မှာဆိုရင် Disney ရဲ့ပေါ့နော် character တွေအများကြီးဒီဆိုင်ထဲမှာရှိတယ် Barbie ရှိတယ်နောက်ဆုံးပြီးလို့ရှိရင် Stick တို့ဘာလို့လဲရှိတယ် Toy Story ရှိမယ်ပြီးရင်အများကြီးပဲတော့နော် character တွေအစုံဒီထဲမှာကိုရှိတာပေါ့နော်ပြီးလို့ရှိရင် Sunny Roll လည်းရှိတယ်ဆိုတော့အားလုံးပဲဒီ Junction City မှာရှိရဲ့ Miniso ဆိုင်ကိုလည်းလာရောက်လည်ပတ်ဖို့အတွက်ဖိတ်ခေါ်ပါတယ်အရန်ချစ်ဖို့ကောင်းတဲ့ product လေးတွေလည်းအများကြီးရှိရယ်နော်ဆိုတော့ Miniso ကနေကြိုးဆိုပါတယ်ရှင်